ပြေခွင့်ရတာဝမ်းသာပြီပါလေကျွန်တော်တို့မြန်မာသံတေးတွေနောက်နှစ်ပေါင်း90 100တိုင်လဲပျောက်ကွယ်မသွားနိုင်ဘူးဆိုတာကိုတော့ပြည်သက်များသတိပြုကြည့်ပါလို့ပြောပြစီခင်ဗျာဒါကြောင့်ပြည်သက်များကျွန်တော်ရဲ့အဟောင်းတကအဟောင်းထဲမှာကောင်းတယ်လို့ထင်ရတဲ့အမီနဲ့ရွာကိုလွမ်းနေဆိုတဲ့ဒီကိုပထမဦးဆုံးနားဆင်ကြည့်ပါခင်ဗျာမြို့ကြီးပြကြီးရောက်တာ3 နှစ် 3 လီကြာပြီအမေရဲ့ပညာမွေးမိကပေးတနေ့တည်းမှသားပြောရတယ်ကျွမ်းနဲ့နေဝေးပြီမဲ့ဘဝရှင်ရေးတွေးလို့သာတကယ်အတ္တသိပညာရှာရင်အပေါင်းအသင်းတကယ်ချင်းများနဲ့ကစားခုနာပြောပါကြတယ်သာသမကအမှန်တကယ်အမေနဲ့ရောမတာကျွန်တော်မှပြရတယ်ကြွားချင်းဘယ်လိုပြောင်းမိခင်အိုးနေခိုင်ကောင်းပါစားကွယ်တွေ့တယ်ဆွေးတယ်ညမအနေကမ်းမိမယ်ကျွန်တော်စိတ်ကရင်ဝေးပန်းနဲ့အမိနဲ့ရွာကိုလွမ်းဆရာတော်ကျောင်းမှာကာကြီးအစားအဆုံးစလုံးမောင်သဘောနာလေဒီပါဆရာသမားများကသာလောက်ပညာပေးတဲ့ဘဝရှိရင်တွေ့ပါတဲ့ကွယ်ကျွန်တော်အရွယ်ငယ်ငယ်လေးမို့ပြေးကလွှားကရွာမှာပြောခဲ့တယ်ခုဆိုမျိုးရောက်လို့တက္ကသီလာအောင်မြင်နေငယ်ချင်းများနဲ့အတိအမြင်ကျွဲခုံမင်းလျာတွေငယ်ပေါ်ပြီးမဲ့ကျွန်တော်ရင်မနေထိပန်းနဲ့အမိနဲ့ရွာကိုလွမ်းနေယုံကြည်ချက်မြန်မာအမေသားကဘဝအကြောင်းနာလေအတူရောက်လိုက်စားမင်းမဖို့မရည်ပဲအချွာလာမဒီကညာတွေအစီပေါ်ပြီးမဲ့တန်တော်ကကြောင်းစာကိုခင်တွေကျေးဇူးရှင်အမေထံလို့ရဲ့ပညာဆုံးမပြန်မယ်အမေကျွန်တော်ဘဝအရွယ်သားကိုရှင်ပြကြလို့မျက်ရည်စိုးကသားကိုခေါ်ခဲ့တယ်